ဒီကောင်မလေးကတော့ရှမ်းမေပါသူကညကလတ်တစ်ခုမှာအလုတ်ဆောက်ဝင်တဲ့နေ့မှာတင်ဘသူကတထေးကြီးလဲဆိုတာချက်ချင်းရိပ်မိသွားတယ်အဲ့ဒါကြောင့်သူ့ကိုအထင်ကြီးသွားအောင်အလန်းစားပုံစံနဲ့အနားကိုသွားပြီးဆွဲဆောင်ဖို့ကြိုးစားခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီတထေးကြီးကတော့သူ့ကိုနည်းနည်းလေးတောင်ဂရုမစိုက်ဘူးဗျရှမ်းမေကလည်းအရှုံးမပေးဘူးလေသူမရဲ့တကယ်ရည်ရွယ်ချက်ကအဲ့ဒီလူရဲ့ဖုန်းထဲမှာရှိတဲ့ယတနာတိုက်တီနေရာကိုခိုးဖို့ပဲသူမကအရက်တောက်တန်းကစားနည်းတစ်ခုနဲ့အဲ့ဒီလူကိုတောက်နိုင်တဲ့လောက်တိုက်ပြီးမူးအောင်လုပ်လိုက်တယ်နောက်ဆုံးတော့သူမစိတ်ကူးထားတဲ့အတိုင်းယတနာတွေဖုံးကွက်ထားတဲ့နေရာကိုအောင်မြင်စွာခိုးယူနိုင်ခဲ့တာပေါ့ရှမ်းမေနဲ့သူ့တငယ်ချင်းဟန်ကြည်ရင်တို့နှစ်ယောက်သားညတွင်ချင်းပဲသူ့တန်ကိုသွားပြီးမြေချင်းတွေစတူးတော့တာပဲခုနှစ်ချင်းမြောက်မှာတော့ကန်ထူးသွားပါပြီမြေအောက်ထဲမှာပတ်စံအိတ်ကြီးကြီးတစ်ခုနဲ့ရွှေတုံးတွေအပြည့်ထည့်ထားတဲ့တစ်တာကြီးကိုတွေ့လိုက်ရတာပါဒါပေမဲ့ဒီမမျှော်လင့်ပဲရတဲ့လက်ကသူတို့အတွက်တေဘေးကိုခေါ်ဆောင်လာတော့မယ်ဆိုတာသူတို့မသိခဲ့ကြဘူးရှမ်းမေကညကလတ်မှာအလုတ်လုံရင်းနဲ့ဘတ်စကတ်ဘောပွဲတွေမှာလောင်းကစားတိုင်တွေကအရှုံးနိုင်ကိုကြိုတင်စီစဉ်ထားတယ်ဆိုတဲ့လှုပ်ဝက်ချက်ကိုသိသွားတယ်သူကဒီသတင်းကိုသူ့တငယ်ချင်းကိုပြောပြလိုက်မိတာပေါ့ဒါပေမဲ့သူ့တငယ်ချင်းကသူ့မှာရှိသမျှပတ်စံတွေအားလုံးကိုခိုးယူပြီးအဲ့ဒီပွဲမှာတွားလောင်းလိုက်တယ်ကံကောင်းထောက်မှစွာနဲ့သူတို့နိုင်သွားပြီးပတ်စံ30ဆက်လောက်ပြန်ရတော့မယ့်အချိန်မှာကံကောင်းထောက်မှစွာနဲ့သူတို့နိုင်သွားပြီးပတ်စံ30ဆက်လောက်ပြန်ရတော့မယ့်အချိန်မှာပဲလောင်းကစားတိုင်ကပတ်စံတွေအားလုံးကိုယူပြီးထွက်ပြေးသွားပါလေရောပတ်စံတွေအကုန်ပါသွားပြီးဒုက္ခရောက်နေတဲ့ရှမ်းမိခါများငကိုအလုတ်ဟောင်းကိုပဲပြန်ဝင်ရတော့တယ်ဒီတစ်ခါတော့သူက VIP ဧည့်သည်တွေကိုဧည့်ခံရမယ့်အခန်းထဲကိုရောက်သွားခဲ့တယ်လက်မှာအနီရောင်လက်ပတ်လေးပတ်ပေးခံလိုက်ရတာဟာဒီညသူဟာဧည့်သည်နဲ့အတူအပြင်ကိုလိုက်သွားရတော့မယ်ဆိုတဲ့အတိတ်ပဲအရင်ကဆိုရင်သူဒါမျိုးကိုဘယ်တော့မှလက်ခံမှာမဟုတ်ပေမဲ့အခုတော့ဘဝရဲ့အခြေအနေရမတက်တာပဲခေါင်းငုံလက်ခံလိုက်ရပါပြီနောက်ဆက်တွဲပါတွေဆက်ဖြစ်မလဲဆိုတာသိကျင်ဖို့လို့အပေါင်းလေးနှိပ်ခဲ့နော်